ပြီးတော့အကြိုက်ဆုံးကမ္မထာကဈေးတဲ့ကမ္မထာပါဗျာဈေးတဲ့ကမ္မထာကတိုင်းပြီးတော့မထက်ပါဘူးဒီတော့ပြောနေမယ်ပြီးတော့တစ်ခါတည်းတိုင်းပြောပါတစ်ခါတည်းမပါဘူးနောက်ကျတော့ဈေးကျန်ကျတော့ကြော်ပြောဈေးကျန်ကျတော့ကရောနေတဲ့ကြောင့်လဲကြီးပေးပုံမှာဒီလိုပြောခဲ့ပါဗျာအဲ့တော့လဲကြီးပါမယ်ဒီလိုဒီအာနာပါနကိုင်နေပါမယ်မာစီပါမယ်ဗျာပြီးတော့ဒီသုံးခုဒီလိုပြောတယ်ဉာဏ်ရှိလို့ဆိုတော့သုံးတာပေါ့နော်လို့ခေစမှာလာပြီးတော့မာစီပါမာစီရဲ့ပထမဆုံးအဆင့်ဒီဘယ်လာနဲ့ဘယ်လာနဲ့ဘယ်လာနဲ့တိတိကိုပဲဒီကနာမည်ဘယ်လိုလဲအဲ့လိုဖြစ်တယ်ဗျာသူကရိုးရိုးနားနာပေါ့ဘာလို့လဲဘာလို့လဲအတိပါတယ်ဖြစ်တယ်ပြောသူတို့ဒီပုံစံဒါဘယ်လာကတိတိဦးဇင်းကကြည့်တာဒါကတစ်ချက်မှလားသုံးချက်မှလားမသိဘူးဒါဆိုတော့ဒီနားနဲ့ဘယ်လာနဲ့ဒါဆိုရာမညာအဲ့ဒါဘယ်လာနဲ့ညာနဲ့ဘယ်လာနဲ့ညာနဲ့လဲမယ်ဆိုတော့ဘာလို့လဲမယ်ဆိုလဲနေဆိုတဲ့စိတ်ကိုလူကမှတ်မဲ့တဲ့တော့ပဲဆိုတဲ့ဆိုတော့အဲ့လဲမယ်ဆိုတဲ့ဒီ action ကအဒီရှင်ကိုစိတ်ကူကထက်ပါတယ်လဲမယ်လို့တွေးပြီးတဲ့အခါကျမှဒီလိုဆိုရင်ဒီဘက်ကဘယ်ဘက်ကအပြည့်ရပြီဘယ်ဘက်ကအရင်ညာဘက်ကကာမင်းကိုလဲညာဘက်ကအပြည့်ရရင်ညာဘက်ကအစိကရှိအဲ့လိုတက်သွားပြီဆိုတဲ့အခါကျမှပြီးတော့သူကဘယ်လမ်းနဲ့ညာလမ်းနဲ့ဘယ်လမ်းနဲ့ညာလမ်းနဲ့ဘယ်လမ်းနဲ့ညာလမ်းနဲ့ဒါကဒီပုံစံပါအဲ့ဒီနေသားမှာသူတို့ဘယ်လောက်ကြီး option ပေးတယ်ဆိုရင်ဦးဇင်းရဲ့ဆရာတော်ဒီဘာဆရာတော်ပြောတယ်ကောင်းလေးရတာဘာမှမပြောဘူးဘယ်နာမှတ်ဒါမှ